Golden Retriever နဲ့ Husky တို့တတိုင်းအတူတူရန်ဖြစ်ကြချိန်မှာ Retriever ကကျွံထွက်လာတဲ့ Husky ရဲ့ခြေထောက်ကိုရုတ်တရက်ဆိုလိုဖမ်းကိုက်ထားလိုက်ပါတယ်။အဲ့ဒီနေရာနဲ့စပြီး Husky ကောင်က Retriever ပေါ်မှာအညှို့တေးတွေထားလာခဲ့ပါတယ်။သူက Retriever ကိုမြင်လိုက်တာနဲ့ရန်စားလိုက်ကိုက်လိုက်နဲ့လုံးဝကိုအလုပ်မပေးတော့ပါဘူး။ဝန်ထမ်းတွေကလည်းသူတို့နှစ်ကောင်ရန်မဖြစ်အောင်ဆိုပြီးစူးစမ်းကြပေမဲ့ဘာမှလုပ်မဖြစ်ခဲ့ပါဘူး။ဒါနဲ့ပဲသူတို့နှစ်ကောင်ကိုတချံချင်းစီခွဲပြီးထားဖို့လုပ်လိုက်ကြပါတယ်။ဒါပေမဲ့ Husky ရဲ့အညှို့ကမပြေသေးမှမှာမဲ့သူက Retriever ရဲ့စာကွက်ကိုလူပြီးယူစားပါတယ်။အထက်မှာဘာမှမရှိရင်တော့သူကလင့်ရင်လစ်တူယူပါတယ်။ဒါနဲ့ဝန်ထမ်းတွေက Retriever ကိုခွက်ကြီးနဲ့ထည့်ကျွေးထားရပါတယ်။ဒါပေမဲ့လည်း Husky ကောင်ကတော့လူယူနေတော့မှာပဲ။အဲ့ဒီနောက်မှာတော့ဝန်ထမ်းတွေက Retriever ကိုလွတ်လွတ်လပ်လပ်နဲ့ပြန်ပြီးနေခွင့်ပေးလိုက်ပါတယ်။ Husky ကောင်ကတော့စိတ်ငြိမ်တော့အောင်ဆိုပြီးတကောင်နဲ့ပဲတီးတန့်ထားလိုက်ပါတယ်။ဒါပေမဲ့ဒီကောင်ကအစာကျွေးချိန်ဆိုရင်အနာကဘယ်ခွေးရဲ့အစာကွက်ကိုမဆိုလူယူပြီးစားပါတယ်။နောက်ဆုံးမှာတော့ဝန်ထမ်းကောင်မလေးကနောက်တတိနဲ့ထပ်ပြီးစူးစမ်းကြည့်ဖို့လုပ်ပါတယ်။ဒါကတော့ Husky နဲ့ Retriever နှစ်ကောင်လုံးကိုအတူတူတွဲပြီးထုတ်လာလိုက်တာပါ။ပြီးတော့သူတို့နှစ်ကောင်ကိုအချိန်တိုင်းလိုအမြဲပေးတွေ့ထားလိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ Husky ရဲ့ဒေါ်လာတွေကအကြီးပြောကျသွားပြီးတဖြည်းဖြည်းနဲ့သူတို့နှစ်ကောင်ကရန်ဖြစ်တာတွေမရှိတော့ပဲပြန်ပြီးဆင်ပြေသွားကြပါတယ်။